ကိုကနလာနဲ့ပြတ်တက်ထားတယ်ပေါ့နော်နှစ်ပတ်လောက်ထိတော့ယာတီလာတယ်အခုတော့ယာတီမလာတော့ဘူးပေါ့နော်တားစီသုံးလို့ရပြီလားတဲ့ဖြေပေးပါတဲ့တားစီကကိုပြတ်ကြပြီး9ရက်ပြည့်တာနဲ့သတိတားကြီးတစ်မျိုးမျိုးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်တောက်ဆေးဆိုလဲတောက်ပေါ့နော်ထိုးဆေးဆိုလဲထိုးထားပါ9ရက်ပြည့်တာနဲ့ပေါ့နော်တိန်ချစ်ကသည်ဖြစ်စေမချစ်ကသည်ဖြစ်စေကိုပြတ်ကြပြီးဆိုလို့ရှိရင်9ရက်ပြည့်တာနဲ့သတိတားကြီးသုံးပေးပါနောက်ပြီးတော့ဒီညမလေးကယာတီနှစ်ပတ်လောက်ထိပဲလာတယ်ဆိုတော့ဒါကျမ်းပါတယ်ပေါ့နော်ဒီလိုမျိုးနှစ်ပတ်ထက်ကြော်ပြီးတော့မှယာတီကလည်းဆက်လာနေမှာဖိုက်တွေကလည်းအောက်မယ်စီးစက်တွေကလည်းကိုက်နေမယ်ဆိုလို့ရှိရင်တော့ဒါကတိတ်ပြီးတော့သတိသားမစင်တဲ့လက္ခဏာဖြစ်တယ်ပေါ့နော်ကိုပြတ်ကြနီးမှဆိုလို့ရှိရင်သူက2မျိုးလောက်ရှိတယ်ပေါ့နော်ပထမတစ်မျိုးကျတော့အထုပ်လိုက်ပြတ်ကြတာသတိသားလေးအထုပ်လိုက်ပြတ်ကြတယ်နောက်တစ်မျိုးကျတော့သူကအသားစားတွေအဲ့လိုမျိုးနည်းနည်းပြတ်ကြတာတွေရှိတယ်ဒါကြောင့်လို့ကိုပြတ်ကြပြီဆိုလို့ရှိရင်တော့နီးစက်တယ်ဆိုလို့ရှိရင်ဆရာဝန်စီမှာသွားပြီးတော့အောက်ပိုင်းစစ်ဆေးခြင်းနဲ့လောက်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်လိုအပ်တယ်ဆိုလို့ရှိရင်တော့ဆရာဝန်ကတိန်ချစ်ပေးတယ်အထုပ်လိုက်လေးပြုတ်ကြတယ်ဆိုလို့ရှိရင်တော့ဆင်သွားတယ်ဆိုလို့ရှိရင်တော့ဆရာဝန်ကတိန်မချစ်ပေးပေါ့နော်ဒါကြောင့်မလို့ကိုပြတ်ကြပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်နော်9ရက်ပြည့်တာနဲ့သတိထားနီးမတုံးတဲ့သူတွေပေါ့နော်ကိုပြန်ရသွားတဲ့သူတွေရှိတယ်အဲ့လိုမျိုးပြန်ရသွားတယ်ဆိုလို့ရှိရင်ဒီတိန်လေးကမကျန်းမမာသေးဘူးလေမကျန်းမာတာဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားပြန်ကတ်တွယ်မယ်ဆိုရင်လည်းပြန်ပြီးတော့ပြတ်ကျနိုင်ကြရာခိုင်နှုန်းကပို့ပြီးတော့များတယ်ပေါ့နော်ဒါကြောင့်မလို့အမျိုးသမီးတွေယာတီပုံမှန်ပြန်လာဖို့เนาะဒီလိုကုန်ပြတ်ကြပြီဆိုလို့ရှိရင်ယာတီကဒီတလ2လမှာပုံမှန်ပြန်မလာဘူးဟော်မုန်းတွေကမောက်ကမဖြစ်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းတွေစသဖြင့်အဲ့လိုမျိုးတွေဖြစ်တတ်တယ်နောက်ပြီးတော့မှကုန်ပြတ်ကြပြီဆိုလို့ရှိရင်ပေါ့နော်ကုန်ပြတ်ကြပြီးနောက်ပိုင်းသွေးသွန်ခြင်းတွေလည်းမတော်တဆဖြစ်တတ်ပါတယ်အဲ့ဒါတစ်ချက်သတိထားပေးပါသွေးအတုံးခဲလိုက်ဆင်းမယ်အများကြီးဆင်းမယ်တနိုင်အတွင်းမှာအေးပါတစ်ခုကပြည့်ရှံနေအောင်ဆင်းမယ်ဆိုလို့ရှိရင်ဒါသွေးသွန်တဲ့လက္ခဏာဖြစ်တယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ကိုယ်ပြတ်ကြပြီလို့ရှိလို့ရှိရင်အနည်းဆုံးအမျိုးသားနဲ့နှစ်ပတ်ရှောင်ပါအမျိုးသားနဲ့အတူမနေခင်ပေါ့နော်တစ်ပတ်လောက်ကိုသတိထားနီးကြိုပြီးတော့သုံးပါလို့ကြံပေးခြင်းနဲ့ကိုယ်ပြတ်ကြပြီလို့ရှိလို့ရှိရင်ဒီတအိမ်ထဲမှာမကောင်းတဲ့အရာတွေပေါ့နော်ကြံခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုတန့်စင်ဖို့အတွက်ဒီလိုမျိုးပေါ့နော်ဗီဂျနီဖြစ်စာစီလေးကိုတောက်ပြီးလို့ရတယ်ဒီလိုမျိုးတောက်ပေးခြင်းအပြင်ကိုယ်ဖျက်ချတာတဲ့သူပဲပြက်ကြတာတဲ့သူပဲဖြစ်တလားပြီးလို့ရှိရင်တောက်လို့ရပြီเนาะသူ့တောက်ပေးခြင်းအပြင်ဒီလိုမျိုးတအိမ်အတွင်းမှာတန့်စင်ပြီးတော့မှမကောင်းတဲ့အရာတွေသူကတန့်စင်ပြီးတော့နောက်ရာသီပုံမှန်လာတဲ့ဟော်မုန်းလည်းပဲပြန်ညီမျှတယ်အိမ်ကျန်းမာရေးအားဖြည့်ပြီးတော့ကျန်းမာစေတယ်ပေါ့နော်ဒါကြောင့်မလို့တအိမ်ကပုံမှန်အတိုင်းအလုပ်လုပ်ပြီးတော့မှဟော်မုန်းလည်းပဲပြန်ညီမျှမယ်ဆိုလို့ရှိရင်တော့တအိမ်ကကျန်းမာပြီးတော့မှာဖြစ်တယ်ဒါကြောင့်မလို့ကုန်ပြတ်ကြတာတဲ့သူတွေကုန်ဖြတ်ချတာတဲ့သူတွေဆိုလို့ရှိရင်တလားပြည့်တာနဲ့တောက်ပေးပါဒါလေးကပေါ့နော်အလုံး30ပါတယ်တပူ350ပဲမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့4200ပဲဖြစ်တယ်လိုချင်တယ်ဆိုလို့ရှိရင်တော့မူလရဲ့ Facebook စီမှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမေးမြန်းပါဒါကပြပြအိုအိုတောက်ပေးလို့ရတယ်နော်အပြိုလေးတွေလည်းတောက်ပေးပါအိမ်အောင်တယ်လေးတွေလည်းတောက်ပေးပါနော်တောက်လို့ရပါတယ်